မြန်မာမျိုးသားလေကြောင်းလိုင်း MNA မှာနိုင်ငံတကာခီးစဉ်သစ်ပြန်စံပြည့်စွက်မှုအဖြစ်တရုတ်ပြည်သူသမ္မတနိုင်ငံကုမင်းမြို့သို့ဇူလိုင်လ4ရက်နေ့က Boeing 737-800NG လေယာဉ်ဖြင့်စတင်ပြန်စံပြည့်စွက်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဇူလိုင်လ20ရက်နေ့မှာစတင်ကကိုရီးယားသမ္မတနိုင်ငံအင်ချွန်မြို့သို့ Boeing 707-800NG လေယာဉ်ဖြင့်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1မှာပြန်စံပြည့်စွက်သွားမှာဖြစ်တယ်လို့ဇွန်လ6ရက်နေ့ညနေပိုင်းကမြန်မာအမျိုးသားလေကြောင်းလိုင်းရုံးချုပ်မှာကျင်းပခဲ့တဲ့ခရီးစဉ်သစ်မိတ်ဆက်ပွဲမှာသိရပါတယ်။သတင်းပြည့်စုံကိုဆက်လက်တင်ပြပေးပါမယ်ရှင်။မြန်မာမျိုးသားလေကြောင်း MNA မှာနိုင်ငံတကာခီးစဉ်တင်များတိုးချဲ့ပြန်တမ်းပြေးဆွဲမှုအဖြစ်တရုတ်ပြည်သူသမ္မတနိုင်ငံကူမင်းမျိုးသို့နှစ်ပတ်လျင်တစ်ကြိမ်တနင်္လာနေ့မှာပြန်တမ်းပြေးဆွဲမှာဖြစ်ပြီးကိုရီးယားသမ္မတနိုင်ငံအင်ချွန်းမျိုးသို့နှစ်ပတ်လျင်တစ်ကြိမ်တောက်ကြနေ့မှာပြန်တမ်းပြေးဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ကွီမင်းရန်ကုန် flight ကိုကျွန်တော်တို့ခီးတဲ့ flight ပေါ့နော်။ပြေးဆွဲမဲ့အစီအစဉ်လေးတစ်ခုနဲ့တောက်ကြနေ့ပေါ့တပတ်ချားပေါ့ဇူလိုင်လ22ရက်နေ့မှာရန်ကုန်အင်ချွန်းရန်ကုန်ကျွန်တော်မြန်မာမျိုးသားလေကြောင်းလိုင်းတွေနဲ့ခီးတဲ့ commercial flight ကိုပြေးဆွဲဖို့တဲ့စီစဉ်ဆောင်ထားပါတယ်ဒီရန်ကုန်ကူမင်း flight ကတော့အဓိက G2G ပေါ့မြန်မာ DCA နဲ့ TODCA ပေါ့လေကျွန်တော်လေကြောင်းဆိုင်ရာအာဏာပိုင်တွေပေါ့သူတို့က mutual agreement တစ်ခုဖြစ်ပါတယ်ပြန်တမ်းမှာကျွန်တော် Boeing 737-800 လေးနဲ့ပြေးသွားမှာဖြစ်ပါတယ်လေယာဉ်လက်မှတ်နှုန်းထားများနဲ့ MNA application မှာတဆင့်လှုပ်ဆောင်နိုင်တဲ့ဝန်ဆောင်မှုများကိုလည်းအခုလိုသိရပါတယ်။ Incheon ကကို490နဲ့စ။ဒမဲမော်မူတည်ပြီးတော့ကိုထပ်ပြီးတော့ short ရင်လည်း short မယ်။ကစားရင်လည်းကစားမယ်ပေါ့။ကူမင်းကြတော့ schedule ချတာပြီးတော့ကူမင်းကကိုကစင်းလုံးပြီးထားတာဖြစ်တဲ့အတွက်ကိုကူမင်းလက်မှတ်ကိုမရအောင်။ agent တွေမှာတော့ဝယ်လို့ရတယ်။ MNA application အနေနဲ့ online check-in လုပ်လို့ရတယ်။ online payment တွေအားလုံးလုပ်လို့ရတယ်။ပြီးရင် e-boarding pass ထိထုတ်လို့ရတယ်MNA ရဲ့ပြည်တွင်းပြည်ပခီးစဉ်များမှာခရီးသည်များအတွက်အစားအသောက်ဝန်ဆောင်မှုများအဆင်ပြေအောင်စီစဉ်ထားမှုများကိုလည်းအခုလိုသိရပါဗျ။ကျမကြီးဝန်ကြီးဌာနထုတ်ပြန်ထားတဲ့စီမီစီကနေအညီကျွန်တော်တို့ဒီခီးသည်များဝန်ဆောင်မှုအပြည့်အဝပြန်ပေးလဲရှိပါတယ်။ full service ပြန်ပေးဖို့ကတော့ကျွန်တော်ကျမကြီးဝန်ကြီးဌာနရဲ့ခွင့်ပြုမိရတိုင်းဆိုတော့ကျွန်တော်ပြန်ပြီးတော့ရခင်လိုပဲပြန်လဲပေးသွားမှာဖြစ်ပါတယ်။စုံစမ်းမယ်ဆိုရင်တွားမှာဆိုရင်ကျွန်တော်ရန်ကုန်ကနေကျွန်တော်တို့ hot musicဒီမှာရောင်းမှာရှိတဲ့ catering service company ကျွန်တော်တင်ပါတယ်အပြန်ကြတော့ဟိုဘက်မှာခီးသည်များကျမကြီးနဲ့လည်းညီယူမယ်လက်လက်ဆက်ဆက်လည်းဟာလာသုံးဆောင်ရမယ်ဟိုဘက်မှာရှိတဲ့ကျွန်တော်ဒနာတာ service contract ချုပ်ထားပါတယ်သူတို့ဆီကနေကျွန်တော်စားတော့တွေပြန်နေပြီးတော့မှအပြန်ခီးသည်များအဲ့ရစင်ကာပူတင်တဲ့စားတော့ကျွေးပါစတင်ပြန်လဲပြီးတော့မှတက်ဝင်လှုပ်ရှားလာတဲ့ခီးသွားလုပ်ငန်းမှာကျွန်တော်မြန်မာမျိုးသားတွေကြောင်းလိုင်းတွေများလဲတရောင်းတနေရာနေပြီးတော့မှအကောင်းဆုံးဝန်ဆောင်မှုတွေနဲ့စူးစမ်းပြီးတော့မှပါဝင်သွားမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်မြန်မာမျိုးသားလေကြောင်းကနေလက်ရှိမှာပြည်တွင်းခရီးစဉ်ပြေးဆွဲမှုနဲ့နိုင်ငံတကာခရီးစဉ်ပြေးဆွဲမှုတို့မှာတရက်လျင်ခရီးသည်2500ခန့်ရှိတယ်လို့လည်းသိရှိရပါတယ်ရှင်။